ကြောက်ဖြူမြို့နယ်မင်းပြည်နယ်တိုင်းချောင်းဘက်ကိုစစ်ကော်မရှင်ဘက်ကနောက်ထပ်တရှိစစ်ကြောင်းတွေပြန်ထိုးနေတယ်လို့သတင်းရရှိပါတယ်။ဒီဇင်ဘာလထဲမှာအထိနာခဲ့တဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာဒဏ်ရာရတဲ့စစ်သားတွေကိုနောက်တန်းပြန်ယူပြီးတဲ့နောက်မှာမင်းပြည်နယ်တိုင်းချောင်းဘက်ကိုဒုတိယတရှိအနေနဲ့စစ်ကြောင်းတွေပြန်ထိုးနေတာလို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ဒုံးတွေနဲ့အရင်လာကျဲပြီးနောက်ကစစ်ကြောင်းကလိုက်တက်လာတယ်။တက်လာတာက32တရင်ဘက်ကတက်လာတဲ့စစ်ကြောင်းမှာတိုက်ပွဲကနေရောညရောပြန်ပြီးပြင်းထန်နေပါတယ်လို့ကြောက်ဖြူစီးသတင်းအရင်းမြစ်ကပြောပါတယ်။မနေ့ကဇန်နဝါရီ14ရက်ညနေပိုင်းမှာကတည်းကဒရုန်းဘုံအမြောက်များနဲ့ဥစွာပစ်ခတ်ခဲ့ပြီးအင်အား200ကျော်ပါတဲ့ရှီလင်းစစ်ကြောင်းကနောက်ကထပ်တက်လာတယ်လို့သိရပါတယ်။မင်းပြည်နယ်တိုင်းချောင်းအုပ်စုဟာတရုတ်အထူးစီးပွားရေးဇုံတိစောက်မဲ့ဧရိယာထဲမှာပါဝင်နေပြီး ULA ကထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။အဲ့ဒီနေရာကိုပြန်လည်ရရှိရေးအတွက်စစ်ကော်မရှင်ဘက်ကအင်အားရာရှိစစ်ကြောင်းတွေတုံးပြီးထိုးစစ်ဆင်နေသလိုအသေးခံဒရုန်းတွေအများအများအသုံးပြုပြီးတော့လည်းတိုက်ခိုက်ရေးတွေပြုလုပ်နေပါတယ်